လေးကတော့ rebound နဲ့ပေါ့နော်သပင်ဖြောင်းတာနဲ့ဘာကွာလဲဆိုတဲ့အကြောင်းအရာလေးကိုသိသိချင်းတို့ပြပေးမှာပဲဖြစ်ပါတယ်ကျမတို့ rebound နဲ့သပင်ဖြောင်းတာနဲ့ဘာကွာလဲဆိုရင် rebound ကတော့ကျမတို့ rebound မှာ2မျိုးရှိတယ်ဘယ်လို rebound မှာ2မျိုးရှိလဲဆိုရင်ကျမတို့ rebound ကို treatment လုပ်တဲ့ rebound treatment လုပ်တာနဲ့ rebound ဖြောင်းဆိုပြီးတော့ကျမတို့2မျိုးရှိတယ်ပေါ့နော်ဒီဖြောင်းတာတီးတက်ကတော့လုံးဝ chemical 100ရာခိုင်နှုန်းနဲ့ကျမတို့ဖြောင်းပေးတာပဲဖြစ်တယ် rebound မှာတော့2မျိုးရှိတယ် treatment ကကြတော့ rebound treatment ဆိုတဲ့အကြောင်းအရာမှာဆိုရင်တော့ကျမတို့ treatment မှာဆိုတော့သူကလုံးဝ chemical မပါဘဲနဲ့ပေါ့နော် chemical မပါဘဲနဲ့သူက treatment လုပ်ပေးတာကိုrebound treatment လို့ခေါ်ရပေါ့နော် rebound ဖြောင်းမှာကြတော့ကျမတို့သူကchemical ကိုအနည်းငယ်ပါမယ်ပေါ့ chemical အနည်းငယ်ပါတဲ့ဟာကိုကျမတို့ rebound ဖြောင်းလို့ခေါ်တာပဲဖြစ်ပါတယ်ကျမတို့မကောက်ကျန်းစံသားရေဆိုရင်တော့ကျမတို့ဖြောင်းပေးတဲ့ပုံစံမျိုးကိုလုပ်ပြရမှာဖြစ်ပြီးတော့normal စံသားပုံမှန်စံသားရေဆိုရင်တော့ကျမတို့ rebound ကိုလုပ်ပြရမှာပဲဖြစ်ပါတယ်စံသားကိုကြည့်ပြီးတော့ဘယ်လိုပုံစံလုပ်ပြရမလဲဆိုတာဆုံးဖြတ်လို့ရပါတယ်ပျက်စီးနေတဲ့စံသားတွေဆိုရင်တော့ကျမတို့ rebound treatment ကိုပြုလုပ်ပြရမှာပဲဖြစ်ပါတယ်